hello ကျွန်တော်ကတော့ hello ကျွန်တော်ကတော့ဒီနေ့မှာကျွန်တော်ဘာလို့နေပြတော့မှာလဲဘယ်လာမေတ္တမီလုံးနေပြတော့လေအခုမေတ္တမီတော့ဘယ်လာမေတ္တမီလောက်ပြတော့ဖြစ်ပါတယ် let's go ပါဒီမှာကျွန်တော်တို့ Wendy တို့ကိုရအောင်ပါနော်Wendy တို့ပါနော်Wendy တို့ baby ဆိုရင်ယောက်ျားလေးနဲ့တော့ရပါနော်ယောက်ျားလေးတော့နေကြအေးကြီးပေါ်မှာပေါ့နော်ယောက်ျားလေးကသူ့လေးဆွဲလိုက်မှာပေါ့နော်ပြီးတော့သူ့ကို crush ဒီနေရာလေးနဲ့ပေါ့နော်ပြီးသူ့လေးဆွဲပြီးဘလို့ပြန်ဖြာဒီလိုနဲ့ပြီးကျွန်တော်တို့ငါကားဖြစ်သွားပါလိမ့်မယ်ဆိုဘဲကိုကိုင်လိုက်ပါဘဲကိုကိုင်ပြီးတော့သူ့ကိုခေါ်လေးပေါ်လေးပြောလိုက်ပေါ့နော်ဒါဆိုရင်သူ့အေဂျီလည်းပေးလို့ရပါလိမ့်မယ်အေဂျီကတော့ဘာအေဂျီလည်းပေးရမလဲဆိုတော့ဟိုအေဂျီပေါ့နော်ဒီအေဂျီပေါ့နော်အေဂျီပေါ့နော်ဒီအေဂျီလေးလည်းပေးရမှာပေါ့နော်ဒီအေဂျီလေးလည်းပြပြဆိုရင်သူ့ကိုစပယ်ရတော့ဟိုစပယ်ပြောင်းပေးနေတယ်နော်ဒီစပယ်လေးပြောင်းပေးနေတယ်နော်ပြောင်းစရာရှိတယ်ပေါ့နော်မင်းနေကြပေါ့နော်ဒီသူ့ကိုတော့ခဲကိုဟိုပြောင်းပေးရမှာပေါ့နော်ဆန်ထိုးလေးပြပေးမယ်ပေါ့နော်ဒီစပယ်လေးပြပေးမယ်ပေါ့နော်ပြီးတော့ဘိုင်းနာပြတော့မှာပေါ့နော်ဘိုင်းနာပြတော့ဒီခုနကသူ့ကို carry လုပ်လိုက်ပေါ့နော် carry လုပ်ပြီး vibe ပြလိုက်ပေါ့ vibe ပြပြီးမိတ်ကလေးကိုဒီခဲကို carry လုပ်လိုက်ပေါ့နော်ပိုင်မိကြတာပေါ့နော်မော်ပြီးရရပေါ့နော်ဒီ carry လုပ်လိုက်ရင်ပြချလိုက်ပေါ့နော်လေးတာတော့ပြီးဆိုပြချလိုက်ပြီးတော့ဒီသူ့ကိုပြချလိုက်ပေါ့နော်ပြီးတော့ကျွန်တော်တွားရအောင်ပေါ့နော်โอเคပါတော့ပြီးတော့ကျွန်တော်ဒီကဲဘိုင်းဟာတဲ့ဝေးပြီးတော့ကျွန်တော်ကိုကြိုက်တဲ့စပယ်လေးပေးလိုက်စပယ်ကိုဟိုစပယ်လေးလည်းပေးရပါမယ်ဒီစပယ်လေးပေါ်တော့ဆိုရင်ကရုံးမရေးတော့ပါလိမ့်မယ်ကရုံးမဖြစ်ပြီးဆိုရင်သူ့ကို party dress လည်းပေးရမှာဖြစ်ပါတယ် party dress လည်းပေးရမှာဖြစ်ပါတယ်ဒီမှာကတော့ party dress လည်းပေးရမှာဖြစ်ပါတယ်ဆိုစပယ်ကနှစ်ထပ်ဖြစ်တော့ပါလိမ့်မယ်ဆိုဟဲ့ကိုပြန်နေပြီးစာထုတ်လေးပြပြပါတော့ဆိုရင်ဒီမှာဒီလိုဒီအရာလေးပေါ့နော်ဒီအရာလေးလောက်ရမှာဖြစ်ပါတယ်ပြီးတော့ဒီထဲကိုဒီဟာနဲ့ရမှာပေါ့နော်ဒီဟာနဲ့ပြီးတော့ဒီအရာလေးလည်းပြရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီပြတ်မှာပေါ့နော်ဒီပြတ်ပြီးဆိုရင်ဒီမီနီထားတော့ဒီဆောင်းအထက်ထဲမှာပေါ့နော်ဆောင်းအထက်ထဲပြီးဆိုရင်ပြီးတော့ဒီ gorgeous နေပါပေါ့နော်နိုင်ပြီဆိုရင်
ဒီမှာပေါ့နော်ဒီအဝါရောင်လေးပြောက်ပေးရမှာပေါ့နော်အဝါရောင်အဝါရောင်ပြောက်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီမှာတော့ခေါင်းပြကြီးဖြစ်သွားပြီပေါ့နော်ဒီသူနောက်တစ်ခုတော့ရမှာတော့မီနူးထဲဝင်မှာပေါ့နော်မီနူးထဲဝင်မှာပေါ့နော်မီနူးထဲဝင်ပြီးတော့ဒီမှာပေါ့နော်ဒီပေါ့နော်ပိုးဆိုတဲ့နေရာထဲဝင်မှာပေါ့နော်ပိုးဆိုတဲ့နေရာထဲဝင်ပြီးဆိုရင်တော့ဒီမှာပေါ့နော်ဒီ orange ဟဲ့ဆိုတော့ဒီဟိုဒေးထဲဝင်မှာပေါ့နော်ပြီးတော့ဒီရပါတော့ပြီးတော့အောက်ကိုဆွဲချမှာပေါ့နော်ပြီးတော့အောက်နည်းနည်းလေးဆွဲချမှာပေါ့နော်နည်းနည်းလေးဆွဲချပြီးဆိုရင်ဒီမှာပေါ့နော်ဒီဟာလေးနဲ့မှာပေါ့နော်ဒီဟာလေးနဲ့မှာပေါ့နော်ဒီဟာလေးနဲ့ရရင်ဒီမှာပေါ့နော်အဘလဲလာလေးရတော့ပေါ့နော်အဘလဲ